မေးစမြအားလုံးမင်္ဂလာပါဒီဘိန်းလေးကတော့ဟိုတနေ့ကကျွန်တော်စီကိုမင်္ဂလာတောင်ကမိတ်ဆွေတယောက်လာပြီးတော့အပ်သွားတဲ့ဘိန်းလေးပေါ့နော်ဘက်ထရီသူ့ကိုကျွန်တော်စကန်3လုံးထည့်ပေးထားတယ်ကျန်တာကတော့အကုန်လုံးကတော့ပစ္စည်းအသစ်တွေပါပဲရှီမီ1.30ခယူဟွန်စကန်နယ်မီလည်းတက်ထားပါတယ်၄ချက်ခလုတ်ပါ၄ချက်ခလုတ်ကိုလည်းကျွန်တော်တေချာလေးဆင်ပေးထားပါတယ်ပြီးတော့ digital တိုင်ခွက်လီပါဒီ digital တိုင်ခွက်လီပါကိုလည်းကျွန်တော်ကြိုးတွေအသုံးပြုနေရလဲကျွန်တော်ဗီဒီယိုတစ်ပုတ်လုပ်ထားတယ်ကျွန်တော်တင်ပေးပါမယ်နော်ပီနီယံကတော့ကျွန်တော်တူအဟောင်းကိုပဲပြန်သုံးပေးထားတယ်ပီနီယံမလဲပေးလိုက်ဘူးပေါ့နော်အဲ့တော့ကျွန်တော်ဒါလေးတစ်ချက်ဆွဲပြပေးပါမယ်digital တိုင်ခွက်လေးနဲ့ဆိုမိုက်တယ်ပေါ့နော်ပထမဆုံးအချိန်နဲ့ဆိုရင်နံပါတ်1မှာအချိန်နဲ့ထပ်တင်လိုက်ရင်နံပါတ်2ပြောင်းသွားပြီနောက်ထပ်အချိန်ထပ်တင်မယ်ဆိုရင်ဒီကနံပါတ်3ဖြစ်သွားပြီအောက်ကလည်းဒီဘက်ထရီဘိုးဘယ်လောက်ကျန်လဲဆိုတော့အောက်မှာ digital ကဏ္ဍနဲ့ပြပေးနေရပါတော့စပီးကတော့တော်တော်ထွက်ပါတယ်စပီးကတော့ဆွဲရင်ဆွဲသလောက်30နီးပါးလောက်တော့ထွက်တာပေါ့နော်ကျွန်တော်ကတော့အဲ့လောက်မဆွဲတော့ဘူးဒါတော့ရှီမီအပွင့်30မီဟောစကနေပညာဒါစုံမီပါဒါပရိမီပါပရိညင်မီလင်းမယ်အကောင်းဆုံးတည်တည်ချာချာလေးဆေးဖြစ်အောင်တေချာလေးဆင်ပေးထားပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျ